ပရိုတင်းလာပြတာလားဖုတ်လာပြတာလားမသေးခွဲဘူးရှင်ပြတာကြည့်လိုက်တော့ချင်တို့လဲတက်လာနော်ဒီနေ့ကတော့ကောင်လေးတွေတော့ပေါ့နော်ပိန်မြောင်လေးတွေဖြစ်ပြီးတော့အမြင်လေးတွေဗလာမရှိကိုလုံးမရှိတဲ့ကောင်လေးတွေအယိုးစစ်ကြီးလမ်းချောင်းနေတို့ခံစားရတဲ့ကောင်လေးတွေပြီးတော့တအားဝနေတဲ့ကောင်လေးတွေကောင်မလေးတွေအဲ့လိုလူတွေအတွက်အတိကလာပြီးပရိုတင်းရှင်ချောကလက်အရသာလေးနဲ့အရသာလေးတအားကောင်းတယ်သူ့ရသာလေးကိုကျမသဲဆွဲပြီပေါ့နော်ပရိုတင်းကဝါတဲ့သူကိုပိန်စေတယ်ပိန်တဲ့သူကိုဝါစေတယ်ရှင်အဲ့လိုမျိုးဖြစ်ရှင်လားဒါမှမဟုတ်ကိုပိန်ကျင်လားဒါမှမဟုတ်ကိုဝါကျင်လားကိုရဲ့တောက်နီးမှန်ဖို့ကိုရဲ့လေးချင်ကလုံနီးမှန်ဖို့တောက်နီးနဲ့လေးချင်ကလုံနီးပဲကွာသွားတယ်ရှင်တကယ်လို့ပေါ့နော်ကိုကပိန်နေတဲ့သူကိုအသားရှိပြီးတော့အယိုးစစ်တွေတတ်မှရှင်နဲ့အရက်မြင့်ရှင်နဲ့ဆိုရင်တော့ညီမပြောတဲ့နီးတိုင်းလိုက်လို့ပေါ့နော်ယောက်ျားလေးတယောက်ဖြစ်ပြီးတော့ညင်မြောင်းလေးပဲကြံပြီးတော့ခန္ဓာကိုယ်ကသေးသွဲနေတယ်ဆိုရင်ဒီနီးတိုင်းလိုက်လို့မနေ့ကင်းတခွန်းနေ့လေတခွန်းညနေတခွန်းတနေ့ကိုလေးချင်ကလောက်တဲ့တစ်ခါတစ်ခွက်ပေါ့နော်တနေ့ကို3ခွက်တောက်ပြီးမနေ့ကင်းစောကြီးတစ်ခါထိုင်တစ်ခွက်လေးချင်ကလောက်တဲ့ခါတစ်ခွက်အဲ့ရဝန်ခံနေတစ်ခွက်တနေ့ကို3ခွက်တောက်ပြီးအောင်နဲ့အသားကြီးကြီးလစ်ပြီးတော့အရက်မြင့်ပြီးတော့ကိုခန္ဓာကိုယ်လှလှလေးရစေတယ်ရှင်ဝါတဲ့သူတွေလည်းအဲ့လိုပဲနော်